大家好，အားလုံးမင်္ဂလာပါဒီနေ့စုဖြိုးပြပြပေးမှာကတော့နှစ်တက်မှာအများဆုံးပြောကြတဲ့ဆူတောင်းစကား၅မျိုးကိုဘယ်လိုပြောရလဲဆိုတာကိုပြောပြပေးပါမယ်နံပါတ်1နှစ်တက်မှာပျော်ရွှင်ပါစေဘယ်လိုပြောရမလဲဆိုရင်新年快乐新年快乐新年快乐နောက်တစ်ခုငွေကြေးချမ်းသာပါစေ恭喜发财恭喜发财恭喜发财ကျမ်းမာပါစေကိုတရုတ်လိုဘယ်လိုပြောရလဲဆိုရင်身体健康身体健康身体健康စတုထအနေနဲ့အရာအလုံးအဆင်ပြေပါစေ万事如意万事如意万事如意အခုမြောက်အနေနဲ့ဒီနှစ်ပိုကောင်းရမယ်တရုတ်လိုဘယ်လိုပြောရလဲဆိုရင်今年一定要更好今年一定要更好今年一定要更好ဒါလေးတွေပြောတတ်မယ်ဆိုရင်တော့နှစ်တက်မှာတရုတ်လိုစုမုံကောင်းတောင်းပေးနိုင်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်